ဒဇန်ဖန်ကိုအပိနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးအတွက်မှတ်တရနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင် Happy birthday to you the chilling and no summer yeah Zen FM ဒဇန်ပရိသတ်များရှင်မှတ်တရနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်ကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မန္တလေးမှာနေတဲ့ကိုကြီးဆိုင်းလီခန့်ခေါ်ကိုကြီးစင်မင်းထွန်းရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်ကိုဆိုင်းလီခန့်ခေါ်ကိုစင်မင်းထွန်းရဲ့ဒီနေ့မှရောက်ရှိလာတဲ့35နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပြည်ပမှာရောက်ရှိနေတဲ့ညီမလေးချယ်ရီကပေါင်ရီဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်ဒီနေ့မှမွေးနေ့ရောက်ရှိလာတဲ့ကိုဆိုင်းနေခန့်ခေါ်ကိုစမင်းထွန်းအတွက်ကိုမွေးနေ့ဆုတောင်းစကားလေးလည်းပြောပြထားပါသေးတယ်။ဆုတောင်းစကားလေးကတော့ကိုကြီးရဲ့ဘဝမှာအဖြစ်ချင်းဆုံးဆန္ဒလေးတွေအမြတ်ဆုံးပြေဝပါစေဆိုပြီးတော့ဆုတောင်းစကားလေးပြောပြထားတာဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ဒီတစ်ခါမှာမတရားနေ့စီစဉ်မွေးနေ့ဆုတောင်းစီစဉ်မှာထမက်ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပြုံးလေသစင်ဖန်ကမတ်ပန်သက်ဆိုင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။မတ်ပန်သက်ဆိုင်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့26နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မိထီလာမှာနေတဲ့ဆန်ဆန်မို့မရယာမှာနေတဲ့မနန်စင်ထွေပဲခူးကမနန်ဤဖြူအင်းတကော်ကမမယာတို့ကနေပြီးတော့ပေါင်ဆုတောင်းပေးလာပဲဖြစ်ပါရှင်။ဒဇန်ဖန်ရဲ့ပရိသတ်တွေအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချစ်ချင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်ပရိသတ်များရှင်ဒီနေ့ရဲ့မတရားနေ့အစီအစဉ်ရဲ့ချစ်ချင်းအစီအစဉ်မှာပါဝင်လာတဲ့သူကတော့ရန်ကုန်မှာနေတဲ့ကိုမင်းစီသူပဲဖြစ်ပါတယ်။သူကတော့ရန်ကုန်မှာနေတဲ့မတ်မေမိုးထိုင်းနဲ့ဒီနေ့မှရောက်ရှိလာတဲ့ချစ်သူတက်တန်3နှစ်ပြည့်အတွက်ကိုကိုယ်တိုင်ပါဝင်တောင်းဆိုလာပဲဖြစ်ပါတယ်ရှင်။ကိုမင်းစီသူကစကားလက်ဆောင်လေးလည်းပြောပြထားပါသေးတယ်။မေရင်ဒီနေ့ရဲ့နေ့ရက်လေးကစပြီးတော့ဘွားရဲ့နောက်ဆုံးထွက်သက်ထိတိုင်ချစ်ချင်းမြတ်တာတွေခိုင်မြဲစွာနဲ့တွဲလက်တွေခိုင်မြဲစွာရှောက်လန်းကြမယ်နော်။ပျော်ရွှင်စရာတွေအများကြီးကိုဖန်တီးပေးမှာမို့လို့ဒီတွဲလက်လေးကိုခိုင်မြဲအောင်တွဲထားပါဆိုပြီးတော့စကားလက်ဆောင်လေးပြောပြထားပဲဖြစ်ပါတယ်ရှင်။ဒဇန်ဖန်ပရိသတ်များရှင်အမှတ်တရနေ့စီစဉ်ကိုတော့ချောတင်ဆက်ပေးကြရပဲဖြစ်ပါတယ်ပရိသတ်ကြီးကအမှတ်တရနေ့စီစဉ်ကနေပြီးတော့မွေးနေ့ရှင်တွေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နှံတွေအားလုံးအတွက်ကိုစွန့်မော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့ဒဇန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933631639ကိုနေ့စဉ်နေ့လယ်တနာရီကနေ2နာရီအတွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်ဒဇန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933631639နဲ့အတူတူဒဇန်ဖန်နာဒိမတ် YouTube Channel မှာလည်း comment လေးနဲ့အတူပေါင်းရင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့ရဲ့မတရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်